ကျွန်တော်ဒီ comment ကိုပြန်ချင်တာအရင်ကြာပြီပေါ့နော်ကျွန်တော်တကယ်ချင်းကိုပြောကျွန်တော်ရဲ့ comment အောက်မှာဒီမို့လာပြီးမှန်ထားတဲ့ shameless ဆိုပြီးလာပြီးမှန်ထားရပေါ့နော်ကျွန်တော်ကြောင်းပြန်တဲ့ကတဲ့ကကျွန်တော်မအားလို့ကျွန်တော်ဘာမှပြန်ပြီးတော့reply မလုပ်ဖြစ်ဘူးဆိုတော့ပြောမှကိုပြောမှဖြစ်ပါတယ်ဘာဖြစ်စဉ်ဒီတစ်ခုမကောက်နောက်ထပ်အမိုက်တယောက်လဲ shameless ဆိုပြီးတော့ရေးထားတယ်သူကိုယ်တိုင်တောင်မှမြန်မာနိုင်ငံမှာရှိရမဟုတ်နော်မြန်မာနိုင်ငံကနေဟောင်းရင်တမျိုးဘာမှပြဿနာမရှိနေဘူးပေါ့နော်ဆိုတော့သူကိုယ်တိုင်တောင်မှတခြားနိုင်ငံကနေလမ်းဟောင်းနေတာပေါ့နော်ဆိုတော့ဟုတ်ပါတယ်သူများလဲသူ့ရဲ့ယဉ်ကျေးမှုနဲ့လည်းရှိသလိုကိုယ်နိုင်ငံလည်းသူ့ယဉ်ကျေးမှုနဲ့သူရှိပြီးသားဖြစ်ပါတယ်ဒါကိုလက်ခံဖို့အတွက်အရင်အရေးကြီးပါတယ်ကျွန်တော်ကိုယ့်ရဲ့မြန်မာပြည်သူပြည်သားဒီထိုင်းနိုင်ငံမှာအများကြီးအလုပ်လုပ်ကိုင်ပြီးတော့မိခိုစားတောင်းနေရတဲ့သူအများကြီးရှိပါတယ်ဒါကိုအရင်အဆုံးခေါင်းထဲမှာစဉ်းစားစေချင်ပါတယ်ကျွန်တော်ကိုယ်တိုင်ဒီလဲထိုင်းနိုင်ငံမှာကြောင်းတက်နေတယ်ကျွန်တော်ထိုင်းမြေပေါ်မှာအရက်တည်နေတယ်ထိုင်းဗီဇာကင်ပြီးတော့ကျွန်တော်နေနေရဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီအရာအလုံးကိုချစ်ချင်းမေတ္တာနဲ့ကြည်ပွန်တက်လို့အားတယ်နော်သူတို့ဘက်ကနေကိုယ်မကောင်းတာလုပ်ရင်တောင်မှကိုယ်တိုင်ဒီချစ်ချင်းမေတ္တာပြန်ပြဖို့တက်လို့အားတယ်ဒါပေမဲ့ဒီမို့ရေးတယ်ဆိုကြတဲ့ချစ်ချင်းမေတ္တာမရှိတော့ဘူးတော့ကျွန်တော်ထင်တာပဲကျွန်တော်ကတော့ချစ်ချင်းမေတ္တာရှိပါတယ်ကျွန်တော်ကလူတိုင်းကိုချစ်ပါတယ်ဘယ်သူမှမမုန်းပါဘူးဘယ်သူမှလည်းကျွန်တော်မတိုင်ခိုက်ပါဘူးကျွန်တော် comment အောက်မှာလာရေးထားပြီးတော့ကျွန်တော်နည်းနည်းလေးအတိတရားရအောင်ပြန်ပြီးတော့ပြောပြတာဖြစ်ပါတယ်ဆိုတော့အတိတရားရမှပဲလာပြောပါ